ဘာသာရေးပုတ်ခတ်ပြောဆိုမှုတွေလည်းရှိတယ်ဒါတွေကိုကျွန်တော်မလိုလားမဖြစ်စေချင်လို့တစ်ဖက်လည်းသိအောင်တစ်ဖက်လည်းသိအောင်ပါသူတို့ရဲ့ဉာဏ်ပညာနဲ့သူတို့သိလောက်တဲ့အချိန်တွေမျိုးကိုကျွန်တော်ကအလွယ်တကူပြောဆိုမိလိုက်တာဖြစ်ပါတယ်နောက်ဆိုရင်လည်းကျွန်တော်သင်မြင်မှာမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာရေးထားတဲ့စာအုပ်အတိုင်းတော့စနစ်တကျကျွန်တော်မပြောဘဲနဲ့ကျွန်တော်လက်တန်းပြောမိလိုက်လို့ပါဒါကြောင့်ဆရာကလည်းခုနကပြောတာကျွန်တော်အရင်ဝင်ပါပါတယ်ဗုဒ္ဓဘာသာနဲ့ဘာသာနဲ့ပတ်သက်ပြီးကျွန်တော်စာအုပ်တွေကိုင်နေဆိုတာအမှန်တကယ်တော့အဲ့ဒီကံကံဤအကျိုးအခွင့်ဟာမင်းတို့ဗီဒီယိုလိုက်ကြပါငါတော့အဲ့ဒီအချက်မယ်ဆိုတာမကြည့်ရခဲ့ပါကျွန်တော်ကတရားဘယ်လိုသွန်သင်ရမလဲသူတို့တွေတနိုင်ငံတည်းချမ်းမှာပြောရမယ်ဆိုသူကသူတို့တောက်လိုက်စားလိုက်ကြော်လိုက်နဲ့ဘေးရောက်နေတဲ့လူတွေကိုတဲ့ပြီးချင်တာလည်းပါတာရဲ့အဲနောက်တစ်ခုကတရားကိုသိသိချင်တာလည်းပါတာရဲ့နောက်ပြီးတော့ခေတ်လူငယ်တွေလည်းအဲ့ထဲမှာပါတာရဲ့နောက်ဘာမှလေးလေးနဲ့မထားရဆိုပါတာရဲ့ကျွန်တော်ပြောမိလိုက်တာပါအဓိကတော့တရားကြောင်းသားအရင်နားလည်မယ်ဆိုတဲ့သဘောနဲ့ပါခုနလိုဆရာကြီးပြောသွားတဲ့ပါဠိပတ်သားနဲ့ဆိုတော့ကျွန်တော်ကိုယ်တိုင်တကယ်ဒီလေးသားသားပါဒါပေမဲ့ကျွန်တော်မှအဲ့ဒီလိုစနစ်တကျပြောဖို့အချိန်မရှိခဲ့တာရဲ့နောက်တစ်ခုကသူတို့အဲ့တော့ညံမနေလာရပါအဲ့နောက်တစ်ခုသာဓုခေါ်လို့ရှိရင်ကျွန်တော်အဲ့ဒီမှာဗာနဲ့ဆက်ဆက်ပြီးတော့ပြောမိလိုက်တယ်ဆိုတော့သာဓုခေါ်တာကိုပေါ့ဆဆမလုပ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းပဲအခုသာဓုခေါ်ပါတယ်ဘာကြောင့်သာဓုခေါ်လဲဆိုရင်သာဓုကိုနှလုံးသားထဲကအမှန်တကယ်အာယုံပြုတ်ပြီးခေါ်တတ်ရင်တကယ်မှငရေမနာဘူးဆိုတာသိပါဒါကြောင့်သာဓုခေါ်ခြင်းကိုပေါ့ပြက်ပြက်နဲ့သူဘာသာတော့ထိခိုက်အောင်လုပ်လိုက်တာတော့မဟုတ်ပါဘူးအရှိကပြောထားတာလေးနဲ့ဆက်ဆက်မိသွားတယ်ကျွန်တော်တတိကလေးတစ်ခုနောက်တစ်ခုဒီမှာကခုနဘုရားရဲ့တရားအနှစ်ချုပ်ကဘာလဲလို့မေးထားတယ်အဲ့တော့ကျွန်တော်လေ့လာရတဲ့စာအုပ်ထဲမှာမိဘကလုံးဘုရားဘာသာပေါ့နော်စာရေးဆရာတော်ကျွန်တော်မေ့တော်ပြီအပေါင်းအဲ့တော့ထုတယ်အဲ့မှာဗုဒ္ဓတရားရဲ့အနှစ်ချုပ်ကဘာလဲတဲ့ဗုဒ္ဓတရားရဲ့အနှစ်ချုပ်ကလောဘကုံကြီးဒေါသကုံကြီးမောဟကုံကြီးပါပဲတဲ့နည်းနည်းချက်ပြီးတရားတော်အနှစ်ချုပ်ရင်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာပါတဲ့ခြေတော်ဝါဒဗုဒ္ဓဘာသာဟာမိမိရဲ့လွတ်မြောက်ရေးတစ်ခုတည်းအတွက်အရေးထားပါပဲလို့အဲ့မှာရေးသားထားတယ်ဒါလေးလည်းကျွန်တော်တိုက်ခိုက်ပုတ်ခတ်သိလို့တဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူးတကယ်လွတ်မြောက်စေခြင်းနဲ့ဆန္ဒပါဒါကြောင့်ကျွန်တော်ဘက်ကတော့စိတ်အယိုးတိုင်းရှိတာလေးတွေလေ့လာပြီးတတိတရားလေးနဲ့တန်တရားလွတ်တော်လေးသိသိခြင်းလို့ပါနောက်တစ်ခုကစာအုပ်ဘာကြောင့်ကင်လဲဆိုတော့အဲ့ဒီကံကြီးအကျိုးကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာအော်လို့ငါအတွက်လိုအပ်ချက်တွေအများကြီးရှိပါတယ်လို့ခုနပြောသလိုပေါ့တကယ်သုံးရမယ်အနည်းအထိတ်အနည်းအထိတ်ပဲဒီအချက်လက်တွေကိုမဖွင့်မိဘူးအဲ့တော့ကျွန်တော်နောက်ဆိုရင်ကျွန်တော်အတွက်အမှားမရှိရလေအောင်ဆိုပြီးကျွန်တော်ဗုဒ္ဓတရားတွေနဲ့ပတ်သက်လို့ဘယ်ရမယ်ဆိုကျွန်တော်စာအုပ်နဲ့ထုတောင်းတယ်အချက်လက်နဲ့ထုတောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအတန်ပန်းတိုင်းရင်အဲ့ဒီအတန်ဖန်းတဲ့နဲ့ကျွန်တော်စာအုပ်နဲ့အဲ့ဒီဗီဒီယိုနဲ့ပြန်ကိုက်ရင်ကျွန်တော်ကဗုဒ္ဓဘာသာကိုစော်ကားခြင်းပယ်ချက်ခြင်းမိမိပပျောက်စေခြင်းမဟုတ်လို့အမှန်ပါဆိုတော့ကျွန်တော်လည်းသိကြတယ်စကားဆိုတာကကျွန်တော်စာအုပ်နဲ့မတူတူတိုင်းမိသွားတတ်တယ်မိသွားတဲ့အခါမှာကိုဘာပြောလို့မပြောမိမှမသိရင်ကျွန်တော်တို့အနေနဲ့များပါတယ်ဒါကြောင့်ကျွန်တော်စာအုပ်နဲ့ထားတာပါနောက်တစ်ခုကလည်းပဲကျွန်တော်တို့အနေနဲ့ကျွန်တော်ပထမပြောပြီးသားပါနိဗ္ဗာန်ရောက်ရေးလမ်းကိုမဲ့ကျင်လမ်းနဲ့တွားရမယ်ဆိုတာပြောပြီးသားပါအဲ့တော့နိဗ္ဗာန်ရောက်ရေးဒီမဲ့ကျင်လမ်းတစ်လမ်းနဲ့ပါမဲ့ကျင်လမ်းမရှိပါဒါပေမဲ့ဒီမှာကျွန်တော်ပြောပြမယ်အကြောင်းအရာလေးကတော့ကောင်းကျင်ဘုံဒီပြည့်စုံသောနေရာဖြစ်တည်တဲ့ကောင်းကျင်ဘုံမှာခံစားရမယ်ကျေးဇူးတော်များလို့ပြောထားတယ်အဲ့ဒီမှာယေရှုခရစ်တော်ဟာဒီတမန်ကျမ်းစာထဲမှာရှိပါတယ်ဒီတမန်ကျမ်းစာထဲမှာဗုဒ္ဓဘာသာကိုပြမှားတဲ့စကားတစ်လုံးမှမပါပါဘူးမပါပါဘူးဗုဒ္ဓဘုရားမှန်မှန်မှုလို့လည်းတစ်ခါမှမပြောခဲ့ပါဘူးနောက်တစ်ခုကသူကငါတို့ဘာသာအမှန်လို့လည်းမပြောခဲ့ပါဘူးသူပြောခဲ့တာကဒုက္ခလွတ်ဖို့နဲ့သူဟာဒုက္ခလွတ်ကြောင်းလို့ပဲပြောတယ်အဲ့တော့ခုနဆရာကြီးစမ်းနေတော့ကျွန်တော်အရင်သဘောကျတယ်ကျွန်တော်လေးစားတယ်ဆရာမမောင်လည်းလေးစားတယ်ကျွန်တော်ကတော့ထားဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားကြည့်မိတာရှိပါတယ်ယေရှုပြောတဲ့စကားပေါ့ငါဒီချောင်းမှတ်တော်သူတွေအတွက်လာခြင်းမဟုတ်တဲ့သုံးမိုက်တော်သူတွေအတွက်လာခြင်းဖြစ်ပါတယ်အဓိကပြန်ဆက်လာပြောမယ်ဆိုရင်တရားကျင့်နိုင်တရားရတမက်တဖို့ရပြီအငယ်ဆုံးသုနာလောကပန်တီဖို့အတွက်အားထုတ်နေတဲ့ယောဂီများအတွက်ငါမဟုတ်ပါဘူးကွာတဲ့တကယ်လူလောကထဲမှာတာရီတမီစားဖို့နေရင်းနဲ့ဘဝလွတ်မြောက်ရေးအတွက်မယုံကန်နိုင်တဲ့လူတွေမလုံနိုင်တဲ့လူတွေအတွက်ငါဟာတဲ့လွတ်မြောက်စေဖို့ပါပဲ
ဒါတော့ကျွန်တော်ကလည်းပဲပြောကြတဲ့အခါမှာတရားကျင့်နိုင်ပြီတကယ်အဘိဓမ္မာတရားအနေနဲ့တုံ့ပြန်ဖို့အတွက်ကျွန်တော်တခါလေးကြတော့အချိန်မပေးနိုင်တာဖြစ်ပါတယ်။နောက်ယေရှုကိုပြောတဲ့အခါမှာလည်းပဲကျွန်တော်ဒီအကြောင်းလေးမပြောခင်ကျွန်တော်ဘာဖြစ်လို့စာအုပ်စာတမ်းကိုဂိုင်းတယ်လဲဆိုတော့ကျွန်တော်စကားရဲ့အတန်သွင်းလာရဲ့မမှားသေးကျွန်တော်နောက်တစ်ခုကအရာရာအလုံးကိုကျွန်တော်မမှတ်နိုင်တော့ဘူး။ဒါကျွန်တော်ရဲ့အုံနောက်ပိုင်းဆိုင်ရာပေါ့နော်။အားနည်းချက်ပေါ့။ဒါတော့မမှားသေးကျွန်တော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခုနကောင်းကင်နိုင်ငံကိုမပြောခင်ငရဲပြောမယ်။ဆိုတော့ဘာလဲဆိုငရဲမှာကောင်းကင်နိုင်ငံတို့ဆိုတော့ကောလိုတဲ့ခန်းကြီးကျအငယ်73မှာမှောင်မိုက်တကူမှလည်းငါတို့ကိုနှုတ်ရချစ်တော်မူသောသားတော်ဤနိုင်ငံတဲ့ကိုတွင်းတော်မူသည်။အဲ့မှာငရဲတမန်ကျမ်းစာကစိုးတော်မိခရစ်တော်အားနော်အာမကိုပဲနဲ့မှားယွင်းနေတဲ့လမ်းကိုလိုက်မိသွားတဲ့သူတွေဟာအပေကြတယ်။ဒါကကျွန်တော်ကျမ်းစာတိုင်းပြောတာစာလံကိုအငယ်သက်ခွန်အဲ့တော့ဒီမှာဗာရေးထားတဲ့ဆိုငရဲဆိုတာဘာလဲတဲ့နှစ်သက်190မှာထိုသခင်ဒီမိမိတန်ရှင်းသူတို့အားဖြင့်အကုန်တွေကိုထင်ရှားခြင်းတို့၎င်းငါတို့တက်တွေကိုတင်လို့ဒီယုံကြည်ပြီးဖြစ်၍ယုံကြည်သောသူအပေါင်းတို့အားဖြင့်အဟောချင်းမွန်းခြင်းကို၎င်းခံအပ်သောငါကြွလာတော်မူသောနေ့ရက်နဲ့ထိုသူတို့သည်သခင်ဘုရား၏မျက်နှာတော်နှင့်၎င်းတကိုးရှိသောဘုန်းတော်တို့ကွာ၍ထာဝရပြည့်တည်တည်ဟူသောအပြစ်တော်ကိုခံရလက်တတ်နောက်ငရဲဒီနေရာပမာလဲအောက်မှာဆိုပြီးပြန်ပေါ်ပြပြန်တော့ဟေရှာယ14ကိုရေစကြည်ရ32နဲ့ဆက်ခွန်တောလေရ16 30 33မှာပါတယ်ဒါကြောင့်ငရဲဆိုတာထာဝရဒုက္ခခံတဲ့နေရာပဲဒုက္ခဆင်းရဲအမျိုးမျိုးကိုခံစားရမယ်တဲ့စာလံတရားခွန်သက်တဲ့ညှင်းဆဲခြင်းအမျိုးမျိုးနဲ့လူတွေကိုထာဝရဒုက္ခမျိုးစုံပေးတဲ့နေရာဖြစ်တယ်ဗျာဒိတ်20 14 15ဓာတ်ရင်းနဲ့30မှာပြောတယ်မိအိမ်လေးတို့ချပြနေသူတို့ဒီနေညမကြကဘာအဆက်ဆက်ပြင်းသွားတော့ဝေဒနာကိုခံရတဲ့တန်နေရဲ့အကျယ်ဝန်းကိုပြောတော့ဟေရှာယ54မှာထို့ကြောင့်မရဏနိုင်ငံသည်မိမိလောဘကိုကျယ်စေ၍မိမိပါးစပ်ကိုအတိုင်းရှိမရှိပဲဖွင့်လာတဲ့ဖြင့်သူတို့၏ဂုဏ်သည်အယုံမြင့်နဲ့အတ္တမလံပြုစီရှင်လန်းခြင်းတို့သည်ဆင်းရဲရ၏ဒါကြောင့်မသက်ခွန်74မှာယေရှုကပြောလဲဆိုရင်ကျင်းသောတကားကိုဝင်စားတော့ပျက်စီးခြင်းတို့ရောက်တော့လမ်းနဲ့တကားသည်ကျယ်ဝန်းသည့်ဖြစ်ဝင်တော်သူတို့သည်များလာ၏တဲ့အသက်ရှင်ခြင်းတို့ရောက်တော့လမ်းနဲ့တကားသည်အလုံးကျင်းသောသည့်ဖြစ်သူ့ဝင်တော်သူနည်းလာ၏ငရဲဆိုတာဘယ်လိုမျိုးလဲတဲ့အပြစ်ဒဏ်ခံရသောနေရာမသက်2546အပြင်းအမြတ်နဲ့ဥပဒါခံစားရမယ့်နေရာတဲ့လူက16-29အငဲလောင်နေတဲ့မိအိုင်နဲ့မသက်33 50 50ဗျာဒိနဲ့15ဗျာဒိ70မသက်30ဟေရှာယ33 14ဆိုတော့ဒီလိုမျိုးပြန်ကြည့်တဲ့အခါငရဲဆိုတာကြောက်စရာကောင်းမှလားနောက်ပြီးတော့ကျွန်တော်လေးစားရတဲ့ရှင်သီရိငရဲအကြောင်းကိုနေလာကြည့်ကြတော့လည်းပဲတကယ်ကြောက်စရာကောင်းတယ်လို့ဘုရားဘာသာကောင်းကြောက်ကျွန်လေးလာပြန်တော့လည်းပဲကြောက်စရာကောင်းတယ်ဆိုတော့တွေ့ရနောက်ပြီးတော့ဒေါက်တာမင်းကမောအဲ့လိုအပြီးတော့မှလည်းပဲနော်ငရဲအကြောင်းပါပါအဲ့တော့အဓိကငရဲဆိုတဲ့နေရာကြောက်စရာကောင်းတယ်အဲ့ဒီကလွတ်ဖို့ဆိုတဲ့နေရာမှာနိဗ္ဗာန်ကတော့ဒါဆရာတို့နော်ခုနပြောပြီးနိဗ္ဗာန်အခုပြောချင်တာကအဲ့ဒီနေရာကလွတ်ဖို့နဲ့ခရစ်တော်ပြောခဲ့တဲ့နေရာကကောင်းကင်နိုင်ငံမှာခုနကပြောလဲဆိုတော့ကောင်းကင်ဘုံဟာဘုရားသခင်စံပေတော်မူတဲ့နေရာဖြစ်တယ်မဿဲ6ကိုကောင်းကင်ဘုံဟာမြင့်တဲ့အရာမှာရှိတယ်ဟေရှာယ50ခွန်15 383ကောင်းကင်ဘုံဟာအလွန်ပျော်စရာကောင်းတဲ့နေရာဖြစ်တယ်ဗျာဒိတ်ခွန်7ခွန်ကောင်းကင်ဘုံဟာအိုခြင်းနာခြင်းသိခြင်းမရှိတဲ့နေရာဖြစ်တယ်လို့ဝမ်းနည်းခြင်းငိုကြည့်ခြင်းနေရကြခြင်းဒုက္ခဆင်းရဲခံစားခြင်းဘာတစ်ခုမှမရှိဘူးတဲ့ဗျာဒိတ်ခွန်16ခွန်ဗျာဒိတ်27 4ဗျာဒိတ်22နဲ့နေရဲ့အယောင်လားရဲ့အယောင်မလို့ပဲဘုရားသခင်ကဖုံးတော်နဲ့ထုံးနေတဲ့နေရာဖြစ်တယ်ဂျာရိ27 23ဂျာရိ22 5ကောင်းကင်ဘုံဟာဘယ်တော့မှမပြတ်စီးပဲအစဉ်အမြဲတည်တော်မူတယ်နှစ်ပေ33မြို့ကြီးကဲ့သို့တည်ရှိတယ်ဟေရှာယ17 16ဟေရှာယ17 23ဟေရှာယ17 14ဂျာရိ27နှစ်ပို့20ခွန်ခတ်သိမ်းသောကောင်းကင်တို့နဲ့အထက်မှာရှိတယ်အေဖက်27အေဖက်40ဟေရှာယ86နေရာအတိအကျရှိတယ်ကဘာရဲ့မြောက်ဘက်ခြမ်းမှာရှိတယ်ဟေရှာယ17ဟေရှာယ14 14ဆာလံ55 6ခွန်ပြီးတော့အလွန်တန်ရှင်းတဲ့နေရာဖြစ်တယ်ဟေရှာယ10နဲ့ဟေရှာယ5ဟေရှာယ91ဟေရှာယ23 24ယေရနာ12မျိုးနဲ့စီချထားတဲ့နေရာဖြစ်တယ်ဒါရိ27 23အလိုဆန္ဒအလုံးပြည့်စုံတဲ့နေရာဖြစ်တယ်အသက်ဆန်းရည်အတိ12မျိုးပြီးတဲ့အပင်းနဲ့အသက်ပြီးပင်နေရှိပါတယ်ဒါရိ2ခွန်2ခွန်ဒါရိ27 23 24ဒါရိခွန်7ခွန်ကောင်းသောရာအလုံးပြည့်စုံတဲ့နေရာဖြစ်တယ်ဒါရိ22နှစ်ပြီးတော့အဲ့ဒီနေရာမှာခံစားရမယ့်အကျိုးတရားတွေရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဘုရားသခင်ရဲ့ဘုန်းကြီးနဲ့ပြည့်စုံတဲ့ကိုယ်ခန္ဓာလိုမျိုးကို
ပြုပြင်ပြောင်းလဲရှိနေအခုလိုပုပုပိန်ပိန်ရှေးရှေးမဲမဲခေါ်ခေါ်ကြုံကြုံနေမဟုတ်တော့